အဲ့လိုကျွန်တော်ဒီနေ့မှာတော့စပိန်တစ်စီးလုံးအစဆုံးဖြုတ်တက်စီကြောလုံးမဲ့ process အကုန်လုံးကိုเนาะကျွန်တော်တို့ဒီပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့လိုက်ကြည့်လိုက်ကြပါဦးပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ chain set လေးဖြုတ်မယ်ကျွန်တော်မျက်စိချင်းအောင်ဒီကွင်းနှစ်ကွင်းဖြုတ်လိုက်ပါနော်โอเคအပြင်ကျွန်တော်ဒီဟောလိုဆုံနဲ့နှလုံးဖြုတ်မယ်နော်ဟောလိုဆုံလေးဖြုတ်မယ်โอเคဒီဝိုင်းဒီကောင်ဒီဘက်မှာကျွန်တော်တို့အပိတ်ကိုပါတဲ့ဒီကောင်လေးနဲ့ပေါ့နော်အပိတ်ကိုဖြုတ်သူကကျွန်တော်ဒီဘက်ဘေးကအဖုံးလေးကိုဖောက်မယ်ဟုတ်အပြင်ကျွန်တော်ဒီအဖုံးအပေါ်အဖုံးလေးကလောမယ်နော်ဒီဖုံးလေးပါတတိယထားနော်ဘာလို့ဆိုကျိုးအောင်မဆိုဒီကောင်ဖြုတ်ဖို့အတွက်ဆိုရင်ဒီတူးလေးလိုရယ်နော်ဒီတူးကတော့ကျွန်တော်လွန်ခဲ့တဲ့ဘယ်နှလလဲ6လလောက်ကဒါတစ်နှစ်လောက်ကလားမသိဘူးဝယ်ထားတာဟိုကလောက်တော့ပေးရတယ်ဒီကောင်3သိန်းခွဲလောက်တော့ပေးရတယ်ဒါကတော့ဘောဖြုတ်တဲ့တူးပေါ့နော်ဟိုကတူးနဲ့တူဖြုတ်တာပဲကောင်းပါတယ်ဒီတိုင်းရိုက်ပြုတ်မယ်ဆိုလို့ရှိရင်ဘောတွေရဲ့တက်တန်ကဟိုသူ့ခံတဲ့လောက်မခံတော့ဘူးပေါ့နော်ရိုက်ထုတ်လိုက်တော့နာသွားတာပေါ့ပြောမယ်ဆိုရင်တော့โอเคဒါလေးနဲ့ထုတ်ပြမယ်ဒီမျိုးလေးရပြီးတော့ဒါမျိုးလေးတကွင်းရမလားဒီမျိုးလေးပါဒီဘောကွက်နဲ့ဘောနဲ့ကြားတဲ့ကိုဒီရဲ့ line လေးတွေကတွားပြီးတော့ဒီဘက်နဲ့တွန်းထုတ်မှာပေါ့နော်တွန်းထုတ်လိုက်မှာဘောအဲ့ဒီဘောမျိုးပေါ့ကောင်းဒီလည်းထည့်လိုက်ထည့်သွားလို့ရှိရင်တို့နှစ်ခုကြားမှာလာဒီဘက်ရိုက်ဒီသူတို့နှစ်ခုကြားကိုဒီကောင်လေးကိုထည့်လိုက်โอเคအဲ့ဒါတွန်းထုတ်မယ်ပေါ့နော်တွန်းထုတ်မယ်ဆိုတော့ဒီဘက်ဒီခွက်ခံရမယ်โอเคအဲ့ဒါလူမျိုးလေးထော့သွားပြီပေါ့နော်သူ့ရဲ့အတွင်းရဘောလေးကသူထော့သွားပြီโอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ crank set တွေကပေါ့နော်ဒီဘောလေးနှလုံးထွက်သွားပြီထော့သွားပြီဆိုကျွန်တော်ဖြုတ်စေးလို့ရပြီပေါ့နော်ဒီကောင်ရဲ့စုံကတော့ဒါမျိုးပဲကြံတော့မယ်နော်ဒါအခွန်ကြီးပဲပေါ့အခွန်ကြီးပဲကြံတော့မယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ဆင့်ကတော့အရှိဘောအနောက်ဘောဖြုတ်ကြမယ်ဟိုဒီဘောနှလုံးကကြတော့ဒီအရှိဟက်တွေကထွက်လာတဲ့ဘောနှလုံးပေါ့နော်ဒါရှိဘောပါโอเคအားဆိုလို့ရှိရင်ကျွန်တော်ဒီကက်ဆက်ကိုဖြုတ်မယ်ကက်ဆက်ကိုဖြုတ်တဲ့အခါကျရင်ဒီမျိုးလေးပါနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောကိုအစဆုံးဖြုတ်ဆေးပြီးတော့ကျွန်တော်အမဲသီးတွေပါကြီးမဲသီးတွေပါထိုးပြီးသွားပြီပေါ့နော်ဒီကောင်းတွေကိုထိုးပြီးသွားပြီမဲသီးထိုးပြီးသွားတဲ့ခါကျရင်ဒီကောင်းကိုပြန်တက်မယ်
ပြန်တက်တဲ့ခါကျလို့ရှိလို့ရှိရင်ဒီကောင်ခွက်လေးကိုအမဲတီလေးတုတ်ပြီးမယ်တုတ်ပေးပြီးတော့ဒီကောင်ကတော့ဒီရဲ့အောက်ကခွင်းလေးကသူနဲ့အဝိုင်းချင်းလုံးဝကွက်တိဖြစ်နေရပဲနော်ကွက်တိဖြစ်နေမယ်အဲ့ကောင်သုံးမယ်အဲ့ကောင်သုံးပြီးတော့ဒီကောင်လေးပြန်ထည့်သွားရင်ဒီကလည်းပိတ်မယ်နော်ဒီကဟိုရှစ်လေးနဲ့ပိတ်လိုက်မယ်โอเคအဲ့ဆိုရင်တော့ BB ဘောလေးကပြန်တက်လို့ပြီးပါပြီလိုက်အဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်ကိုလည်းဒီလိုပဲစီလေးတုပ်မယ်ခွက်ကိုစီတုပ်မယ်နော်ခွက်စီတုပ်ပိုင်းဒီကောင်တက်မယ်တက်ပြီးရင်ဒီကအချစ်လေးတစ်ရင်နဲ့ပြန်ညစ်လိုက်မယ်โอเคအဲ့ဆိုရပြီနော်အဲ့ဒါပြီးသွားရင်ကျွန်တော် crunch တက်မယ်ခါကြလို့ရှိရင်ဒီဝင်ရိုးကိုလည်းကျွန်တော်စီတော့အောင်မယ်ပြီးသွားရင်ကျွန်တော်ဒီကောနော်ဟုတ်ကဲ့အဲ့တက်ပြီးတော့ဒီဆိုရှင်ကျွန်တော်ဒီမှာသူ့ရဲ့အဖုံးလေးရှိပါနော်အဲ့ဖုံးလေးနဲ့ဒီမှာကီးလိုင်းသွားတဲ့ကောင်အဲ့ကောင်တက်လိုက်အဲ့ကောင်ရင်းဆုံးတက်မယ်ဒါမျိုးနေထားလေးဖြစ်လို့ရှိလို့ရှိရင်ရပြီဒီကဘေးကလောနဲ့နှလုံးကိုလောနဲ့နှလုံးကြက်မယ်လောနဲ့နှလုံးကြက်တဲ့အခါမှာဒီမှာတွေ့လားဒီကောင်လေးကအပေါ်လေးကိုတက်နေတယ်အဲကောင်လေးအောက်လေးကိုဖိချလိုက်ဖြုတ်တဲ့ခါကျရင်လည်းအဲကောင်လေးအပေါ်လေးလှန်ပြီးဖြော့မယ်နော်အဲမှာအတက်လေးတက်ပါတယ်အဲကောင်ကျိုးရလို့မရဒီnetလေးနှလုံးကိုပိုင်အောင်ချက်ပေးပါဘာလို့ဆိုတော့အဲ့နှလုံးကအဓိကပဲမို့လို့โอเคအပြီးသွားလို့ရှိရင်ကျွန်တော်တို့ lock net ကို file နဲ့တစ်ခါပြန်ချက်မယ်ဘာလို့ဆိုတော့ဒီဖုန်းလေးတွေကပြုတ်ပြီးတော့ကြာနေတတ်ပါတယ်โอเคပိုင်ချက်လိုက်အဲ့ဆိုရပြီပါနော်ဒီကောင်ဟောလို့ဆိုတက်စင်တာပြီးဆုံးပါပြီဒီနောက်ပိုင်းဗီဒီယိုလေးတွေကတော့ကျွန်တော်တယောက်တည်းရိုက်ထားတာဖြစ်လို့အတန်တော့မပါတော့ပါဘူး။ဘာလို့ဆိုတော့ကျွန်တော်တချင်းတွေအကျယ်ကြီးဖွင့်ပြီးတော့အလုံးလုံးရတဲ့ feeling ကိုကြိုက်တာမို့လို့အဲ့မှာတချင်းတွေဖွင့်ထားလို့ပါ။ပြီးတော့ YouTube ကလည်း copyright မိမှာတွေပါကြောက်လို့ပါ။ပြီးတော့ဒီကြားထဲမှာမပါသွားတဲ့အခန်းလေးရှိတယ်ပေါ့နော်။အဲ့ဒါကြတော့လေကျွန်တော်မရိုက်ဖြစ်တာပါ။ဘာလို့မရိုက်ဖြစ်လဲဆိုတော့ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာတခြား service လေးတွေလာတဲ့အခါကျတော့ဒီဗီဒီယိုပြစ်ထားပြီးတော့လုံနေတဲ့အတွက်ကျွန်တော်ရိုက်ပေးမဲ့လူတွေမရှိတော့လို့ပါဆိုတော့အဲ့ဒါကြောင့်မလို့ပါအတန်လေးမပါတာဒီမှာဆိုလို့ရှိရင်သူ့ရဲ့အနောက်ဟန်ကာပေါ့နော်ကောက်နေတယ်ပေါ့အတွင်းဘက်ကိုဝင်နေတယ်အဲ့ဒါတော့ကျွန်တော်တို့10စီးမှာ8စီးလောက်ဖြစ်လေရှိတယ်အဲ့ပြဿနာကိုဒီတိုင်းပဲထားလိုက်မယ်ဆိုဘာဖြစ်လဲဆိုတော့gear shifting မမှန်တာတွေ gear shifting မမှန်တာတော့အများဆုံးဖြစ်တယ်ပေါ့နော်ပြန် gear ကြော်သွားတာမျိုးတို့ gear မကျတာတို့အဲ့လိုမျိုးပြဿနာကြီးဖြစ်တယ်ဆိုတော့အဲ့ကောင်ဟန်ကာကိုကျွန်တော်ထည့်ပေးထားတာပေါ့နော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်အနောက်ခွေတက်တယ်ကွစ်လေးကိုကြက်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီအနောက်driller တက်တယ်ပြီးတော့ရင်တော့ကျွန်တော်တို့ chain တက်မယ်ပေါ့နော်အဲ့ driller တက်တဲ့အချိန်မှာတခါတည်းအဲ့ဒီ driller ရဲ့ adjustment net လေးတခါတည်းချိန်ထားပေါ့နော်ပြီးတော့ရင်တခါတည်းကျိုးတက်တဲ့အခါကျရင်နည်းနည်းပဲချိန်ကြလိုတော့မယ်ပေါ့အဲ့ခါကျရင် driller ဒီ gear chain ကြီးကိုလည်းကျွန်တော်ဗီဒီယိုတက်တင်ထားပြီးပါပြီအဲ့ဒါလေးဝင်ကြည့်ကြည့်ပါဦးနော်
ဟောဒါကတော့အရှိကီယာနောက်ကီယာချိန်နေတဲ့ပုံစံတွေပဲဖြစ်ပါတယ်ဒီကလေးပြီးလို့ရှိရင်တော့ဒီဘိန်းတစ်စီးလုံးကပြီးပြီပေါ့နော်ဒီနေ့စားပဲဝင်တာပြီးပါပြီဆိုတော့အားလုံးကြည့်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးကြပါဦးနော်အဲ့လိုကျေးဇူးအများကြီးတင်ပါတယ်တဒါ